ကျွန်တော် United ကအင်္ဂလန်မှာ 2-1 ဆိုတဲ့ရလဒ်နဲ့ Crystal Palace ကိုအနိုင်ယူပြီးတော့အဆင့်3နေရာကိုတက်လန်းသွားခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးပွဲပြီးသုံးသက်ချက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်အနေနဲ့ကျွန်တော်တို့အသင်းကောင်းဆောင် Bruno ကိုလုံးဝချီးကျူးခြင်းပါဒီပွဲကတော့သူ့ရဲ့ performance အကောင်းဆုံးပွဲစဉ်ကိုထပ်မံမြင်တွေ့ရတာပေါ့နော်ဆိုတော့ကျွန်တော်ပထမပိုင်းကိုအရင်စပြီးပြောချင်ပါတယ်ပထမပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းရဲ့ထုံးစံအတိုင်းပဲဒီ low block တွေကောင်းတယ်ပေါ့နော်ဒီ Everton တို့အခုရှေ့က Everton တို့ရှိတယ်ဗျာ West Ham တို့ရှိတယ်အခုနောက်သင်း Crystal Palace ဆိုလို့ရှိရင်ပထမတစ်ပိုင်းလုံးကသူတို့ကတသိန်းလုံးကပိတ်ကန်နေတာ4မိနစ်မှာသူတို့အနေနဲ့ခေါင်းတိုက်ကိုရသွားတယ်ခေါင်းတိုက်ကိုရသွားပြီးကနေကသူတို့အနေနဲ့ပိတ်ပြီးကန်နေတာဖြစ်တယ်အဲ့ပထမတစ်ပိုင်းလုံးမှာကျွန်တော်အနေနဲ့ဘာမှကိုမလုပ်နိုင်ခဲ့ဘူးရှေ့တန်းကတိုက်စစ်မှုတွေအကုန်လုံးကွန်ညာကော Bruno ကော Ambumo ကောပြီးလို့ရှိရင်ဒီ Sesko ကောပို့ပြီးတော့ဘာမှကိုမလုပ်နိုင်ခဲ့တဲ့အနေထားကိုကျွန်တော်တို့ ရောက်ရှိခဲ့ပေါ့နော်ဆိုတော့ဒီ Crystal Palace ကဒီ4မိနစ်မှာပဲမထင်မှတ်ထားတဲ့တောင်းငံဘောကတစ်ဆင့်ခေါင်းတိုက်ချိုက်ကခေါင်းတိုက်ချက်နဲ့ပေါ့နော်ကျွန်တော်တို့အသင်းကို4မိနစ်မှာပဲစတင်ပြီးတော့ဥဆောင်ကိုရရှိသွားခဲ့သူကဒီnumber 5ပေါ့နော် Palace နောက်ခံ number 5 Lockris ကနေပြီးတော့ပဲခေါင်းတိုက်သွားတယ်ပြီးလို့ရှိရင်သူ့အနေနဲ့ပဲဒီဒုတိယပိုင်းမှာအနီကသူပဲထွက်ခဲ့ရဖြစ်ပြီးတော့ဒီပွဲရဲ့ဒီပွဲစဉ်ရဲ့ဘီလိန်ပေါ့နော်ကျွန်တော်တို့ United ဒီအနိုင်ရရှိဖို့လေသူကနေဘီလိန်ကစားသမားဖြစ်ခဲ့တာပေါ့နော်ဆိုတော့ဆောင်းပြောလို့ပဲပထမတစ်ပိုင်းတော့ကျွန်တော်အနေနဲ့မကောင်းဘယ်လိုတွေမကောင်းလဲဆိုလို့ရှိရင်ဒီဘောလုံးမရတဲ့အနေထားဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ present မပေးဘူးSesko ကောဒီကွန်ညာရောဆိုတော်တော်လေးတိတာဒီပထမပိုင်းမှာပေါ့နော်ခြေစွမ်းတော်တော်လေးဆိုးဝါးခဲ့တယ်ပြီးလို့ရှိရင်ယိုဆိုလို့ရှိရင်လည်းတိတ်ပြီးတော့အစင်မပြေဒီအဲ့ကောင်းလိုက်သွားအလုံးဆိုလို့ရှိရင်သူ့အနေနဲ့ free ရတာမာကင်ယူထားတဲ့ဂျားတဲ့နေ free ရတာပေးပြီးတိုက်သွားတာဆိုတော့ယိုလဲတော်တော်လေးအဲ့ပထမပိုင်းမှာတော့အဆင်မပြေခဲ့ဘူးဒုတိယပိုင်းမှာတော့သူ့အနေနဲ့တော်တော်လေးအဆင်ပြေတယ်ဆိုတော့နောက်တဲ့စပြောမယ်ဆိုရင်ပထမဆုံးနောက်ကနေစပြောရင် Lamans ပေါ့နော် Lamans ကဒီစားရဲ့ကန်ချက်ကိုအဓိကကာကွယ်သွားတယ်ခေါင်းတိုက်ကိုကတော့သူ့အနေနဲ့ဘလုံးမှမတက်နိုင်နဲ့ခေါင်းတိုက်ကိုကလည်းကောင်းလုံးမှာခေါင်းတိုက်ကိုသူမကာကွယ်နိုင်ခဲ့ပေမဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာဂိုးပေါက်တွေကိုသူတော်တော်လေးကာကွယ်သွားတယ်အဓိကတော့စားရဲ့ကန်ချက်ပေါ့နော်စားရဲ့ကန်ချက်ကိုသူတော်တော်ကောင်းသွားတယ်စားကလည်းတော်တော်ကောင်းတယ်ဗျာအရင်ကဒီမာတီတာတို့နဲ့တွဲပြီးဆော့ခဲ့တာဗျာ Crystal Palace ဆိုတာအရင်ကတည်းကတိုက်စစ်ကောင်းခဲ့တယ် Jordan Yu တို့မာတီတာတို့ဒီအဝါတို့ဗျာကျွန်တော်နောက်တစ်ယောက်ရှိရမယ်ရွက်ထွက်သွားတဲ့ကောင်နာမည်လေးမေ့သွားလားအဲ့ကောင်တို့ရှင်းကနေကCrystal Palace ကရှေ့ရန်တိုက်စစ်မှာအရန်ကောင်းနေတဲ့အရန်မာတဲ့အခုဆိုလို့ရှိရင်မာတီတာမရှိပေမဲ့လဲ SARS ကဗျာဇာဆောင်းနာနာမည်မြင့်လို့ဇာတို့ရှိနေ Crystal Palace အရန်ကောင်းခဲ့ကျွန်တော်အယူဆိုရင်အရန်ကြိုက်ခဲ့တဲ့ကအခုစားဆိုလို့ရှိရင်မာတီတာမရှိမဲ့သူရှေ့ရန်တိုက်စစ်ကိုဥဆောင်ပြီးတော့ Prime တစ်ပိုင်းလုံး United ကိုထိန်းချုပ်သွားတာပုံဝင်နေပြောရင်ပထမပိုင်းတစ်ပိုင်းလုံးကUnited ရဲ့ပွဲစဉ်မဟုတ်ခဲ့ဘူး Crystal Palace ရဲ့ပွဲစဉ်တော့ပြောလို့ရတယ်သူတို့အနေနဲ့ခန်းစစ်ကိုဆွတ်ရမယ့်အချိန်မှာအကောင်းဆုံးပေါ့နော်ဒေချာလေးဆော့ပြီးတော့တိုက်စစ်ကိုဆင်တဲ့အချိန်ကြလို့ရှိရင်လည်းတသိန်းလုံးဆော့တယ်ပွင့်လျက်ဒီဝါတန်နဲ့ကာမရာအတွဲရလဲတော်တော်လေးပထမပိုင်းမှာတော့ဒီတိုက်စစ်ပိုင်းကိုတော့ထိထိရောက်စာဖို့မွေးနိုင်ကုန်မယ်ဒုတိယပေါ့ခန်းစစ်ပိုင်းမှာတော့တော်တော်လေးအလုပ်ဖြစ်ခဲ့တယ်ဝါတန်ကတော့ပွင့်နေပြန်ဒီနေ့မှာတော့သူ့ရဲ့ normal pass လောက်ပဲရှိတယ်အကောင်းမှ create မလုပ်နိုင်ခဲ့ဘူးကာမရာမှာသူ့ထက်နည်းနည်းပို့ပြီးတော့ဆွမ်းဆောင်ကောင်းခဲ့လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့စားရကန်ချက်တွေကိုကျွန်တော် Lamans ကာကွယ်သွားနိုင်တယ်နောက်တစ်မှဆိုလို့ရှိရင်တော့ဓာတ်လို့ပုံစံနဲ့ယိုရဲ့ပုံစံတော့တော်တော်လေးပထမပိုင်းတစ်ပိုင်းလုံးကတော်တော်လေးစုပ်ခဲ့လို့စုပ်ချခဲ့တယ်ပေါ့ဗျာတော်တော်လေးအဆင်မပြေဘူးဒီနောက်တစ်ခုကနောက်တန်းမှာချီးကျူးရမယ်တယောက်ကတော့ခေါင်းရင်းဖြစ်ပါတယ်ကျွန်တော်တို့မကွမ်းရကဒီမာတီနက်မပါဝင်နိုင်တဲ့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့အနေနဲ့နောက်တန်းကိုဥဆောင်ပြီးတော့တော်တော်လေးမာတီနက်ရဲ့အလုပ်တွေကိုအကုန်သူကိုယ်တိုင်တယောက်တည်းလုပ်ပေးသွားဖြစ်ပါတယ်ဥမာတိုက်စစ်ပြန်ဆင်မယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ရှေ့ကိုတေချာဆွဲထွက်ပြီးတော့နေရာလွတ်ရရင်ပြီးရင်မပြီးမရရင်နောက်ကိုပြန်ပြီးတယ်ဒါမျိုးလုပ်ပေးသွားတယ်ပေါ့နော်ဆိုတော့မာတီနက်မရှိတဲ့အချိန်မှာခေါင်းကြီးတော်တော်လေးအလုပ်ဖြစ်တယ်နောက်တစ်ခုကအလဲမှာဆိုလို့ရှိရင် Casemiro တော်တော်လေးကောင်းပါတယ်ပထမပိုင်းကတော့အသင်းလိုက်ကစားမှုမကောင်းတော့ Casemiro လည်းပွင့်လင်းပြန်သူလည်းတိတ်တော့အဆင်မပြေဘူးဒါပေမဲ့တပွဲလုံးခြုံငုံကြည့်မယ် Casemiro တော်တော်လေးကောင်းတယ်ရှေ့မှာဆိုလို့ရှိရင်သူ့အနေနဲ့တွဲလုံးတွေထုတ်ပေးသွားတယ် Bruno ချပေး Bruno ကိုမန်တူရိုက်ပြီးထွက်သွားတဲ့အလုံးတွေပြီးလို့ရှိရင်သူကိုယ်တိုင်ပေါ့နော်ခေါင်းတိုက်ပြီးတော့ဂိုးပေါက်ချင်းချမှုတွေဆို2ခု3ခုလောက်ရှိရဲဒါတော်တော်လေးအဆင်ပြေပေါ့နော် Bruno ကန်ပေးလိုက်တဲ့အလုံးကိုဒီကစီခေါင်းလိုက်တာနည်းနည်းလေးပဲလွဲသွားတယ်နည်းလွဲဆိုတာတကယ်သူလည်းခွန်လိုက်တယ်မမီဘူးပေါ့ဗျာအဲ့လိုရှိတယ်ပေါ့နော်ပြီးတော့မိုင်နူးလည်းပထမတစ်ပိုင်းတော့ဘာမှမလုပ်နိုင်အဓိကဆောင်းတာပြောလို့ကိုညာနဲ့မိုင်နူးအဲ့ပဲအချက်လူရှော့အဲ့တစ်ပိုင်းတော့ပွင့်နေပြန်တိုက်စစ်မှာကျွန်တော်တို့အနေနဲ့သွားပြီးတော့လည်းအကူလို့မရဘူးခန်းဆက်မှာလည်းကောင်းမွန်အလုံးမဖြစ်ခဲ့ဘူးအဓိကမိုင်နူးနဲ့ကိုညာနဲ့ press မပေးတာ
present မပေးဘဲနဲ့ဘောလုံးရလာပြီဆိုလို့ရှိရင်စိတ်ပါလို့မပါလို့နဲ့ဥမာဗျာကိုစီတစ်ဖက်တင်းတိုက်လာပြီဆိုလို့ရှိရင်လည်းမိုင်းနုကိုင်းနေဘောလုံးကိုင်းပြီလို့ရှိရင်ကိုလူပေးပြီဆိုလို့ရှိရင်မထိကလို့ပေးတယ်အဲ့ချိန်မှာဟိုဘက်ကရသွားတယ်မရဘူးဆိုရင်တော့မှပဲကိုလူနဲ့တစ်ဖက်လူနဲ့ဒါယာဖြစ်ပါစေမဲ့ထိတ်တိုက်တွေ့ဆုံမှုမျိုးဖြစ်စေတယ်ဗျာအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ခြေထဲမှာဆိုရင်တော့ Bruno ကတော့ Brian တစ်ပိုင်းလုံးလည်းသူ့အနေနဲ့ performance ကတော့သူ့ရဲ့ပုံမှန် level မှာတော့ရှိတယ်အဓိကရှေ့တန်းမှာကသူတို့က low block အသင်းဖြစ်တဲ့အတွက်အဲ့ဒီကျွန်တော်တို့ Ambumo ရော Sesco ရောပြီးလို့ရှိရင်ကိုညာရောကလုံးဝကိုအလုံးမဖြစ်ခဲ့ဘူးဆိုတော့ကျွန်တော်တို့အသင်းရဲ့ပြဿနာတိုင်းကဒီလိုမျိုး low block တွေကောင်းတဲ့အသင်းတွေနဲ့လုံးဝတသင်းလုံးပိတ်ဆော့တဲ့အသင်းမျိုးနဲ့တွေ့ပြီဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ solution ကမရှိသေးဘူးခုချိန်ထိမရှိသေးတဲ့ဘယ်ပိုင်းလုံးက Crystal Palace ရဲ့ပွဲစဉ်ဖြစ်သွားကျွန်တော်တို့ရဲ့ United ကအိမ်ဝင်းမှာကိုအမှန်ကန်ဖိခံနေရတာဒီလိုမျိုးပေါ့နော်ကျွန်တော်တို့နဲ့ corner တွေပထမပိုင်းမှာဆိုလဲရတယ်၄၅လုံးလောက်ရတယ်ဒါပေမဲ့ဘယ်လိုမှမရှင်းနိုင်ခဲ့ဘူးအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်က Sesco ကဒီဒုတိယပိုင်းမှာတော့ကျွန်တော်ဂိုးသွင်းတယ်ပေါ့နော်ဂိုးသွင်းတယ်မှန်တယ်ဒါပေမဲ့အဲ့ဂိုးမသွင်းခင်အချိန်ဦးစားပေးဟိုပထမပိုင်းတစ်ပိုင်းလုံးကိုအထူးသဖြင့်ပြောရမယ်ပထမပိုင်းတစ်ပိုင်းလုံးမှာဆိုရင် Sesco ကကစားကွက်နဲ့လိုက်ပါစီမျိုးဖို့တော်တော်လေးစူးစမ်းအောင်မယ်ပြီးလို့ရှိရင်တော်တော်လေးအမြင်ရှိအောင်တင်ယူအောင်မယ်လို့ပြောရမယ်ဘာလို့ဆိုတော့သူ့အနေနဲ့25မိနစ်လောက်မှရှိမယ်ဗျဒီကိုညာနဲ့ဒီသူနဲ့ပေါ့နော်တွဲလုံးထုတ်သွားတဲ့အချိန်မှာသူ့အနေနဲ့ကိုညာဘောလုံးရသွားပြီကိုညာကမ်းမလို့ဟိုဘက်ကိုပေးရမလို့လုပ်နေတဲ့အချိန်မှာသူကဝမ်တူရိုက်ပြီးတော့ကိုညာဘေးမှာပဲကတ်နေတယ်တကယ်ဆိုသူ့အနေနဲ့နေရာလွတ်ထွက်ပြေးမှာကိုညာကကန်လို့ရမှာမဟုတ်ဘူးဆိုလို့ရှိရင်ကိုညာအတိုင်းရက်နေရအဲ့ချိန်မှာ Sesco ကလည်းသူ့ဘေးမှာပဲလိုက်ရနေဖြစ်တဲ့ကိုညာကဘာမှလုပ်လို့မရတော့အနေထားဖြစ်သွားတယ်ဆိုတော့ Sesco အနေနဲ့အဲ့လိုမျိုးနေရာလွတ်ထွက်ပြတာမျိုးတွေနေရာလွတ်ပြေးယူတာမျိုးနောက်တန်းကိုဆွဲခေါ်သွားတာမျိုးတွေသူ့အနေနဲ့လုတ်တက်ဖို့ဒီကစားကွက်နဲ့စီးမျောဖို့ကတော်တော်လေးကိုကြိုးစားအောင်ပါပေါ့နော်။အောင်းတိုက်သွားတာကတော့တကယ်ချီးကျူးပါတယ်ဒါနောက်ကနေပြီးတော့မရရအောင်ဇုံဝင်တိုက်သွားပြီးတော့ဒါ United ရဲ့အနိုင်ကိုဖြစ်စင်မဲ့တွင်းကိုရယူပေးသွားတာပေါ့နော်။ဆိုတော့ Bruno ရဲ့ free kick ကလည်းပထမဆုံးတော်တော်လေးကောင်းခဲ့တယ်တော်တော်လေးလည်းနှိစက်ခဲ့တယ်ဟိုဘက်ကဒီဟန်နာဆန်ကလည်း United ရဲ့ဒါရန်ကစားသမားမလို့လားမသိဘူးတော်တော်လေးကိုကောင်းပါတယ်ဒီဟန်နာဆန်ကလည်းဒီနေ့ပွဲမှာဒီကိုဗာလဲအာမက်ရဲ့အလုံးကိုပုတ်သွားတာဒီပြီးလို့ရှိရင်ဟိုဟာခေါင်းတိုက်ဘောတွေပုတ်တာတွေနောက်တစ်ခုက Bruno ရဲ့ free kick ကိုပုတ်သွားတာတွေကတော်တော်လေးကိုအဆင်ပြေတယ်တော်တော်လေးကိုမိုက်တယ်သူ့ရဲ့လက်ဆွဲနေရလဲအဲ့ဒါကြောင့်လဲကျွန်တော်ပထမတစ်ပိုင်းလုံးကဂိုးရရှိဖို့ခက်ခဲခဲ့တာလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီဟိုဘက်ကပေါ့နော်ဟိုဘက်ကတိုက်စစ်စင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကမပြသွားဖို့အဲ့တခုလေကျွန်တော်တို့နည်းနည်းဟိုဟာဖြစ်ရမှာစူးစမ်းအောင်ပဲပေါ့နော်မပြသွားဘူးဆိုတာကျွန်တော်အနေနဲ့ပွင့်လင်ပြပထမတစ်ပိုင်းလုံးကကွင်းလင်တော်တော်ကိုပြက်နေကွင်းလင်တော်ပြက်နေတိုက်စစ်စင်ပြီးဟေ့ဆိုလို့ရှင်ကွင်းလင်ကနေအားပြီးတိုက်စစ်သမားအကုန်လုံးအိုးရှိရောက်သွားCrystal Palaceကကောင်တာဆင်းလာပြီဆိုလို့ရှင်ကျွန်တော်အနေနဲ့နောက်တက်မှာဘယ်သူမှမရှိတော့အဲ့ဒီအချိန်မှာကျွန်တော်တို့နောက်တက်နေပြားထွက်သွားပြီအဲ့အချိန်မှာဆိုလို့ရှင်ဥမာဟိုလူရှောဆိုလို့ရှိရင်လည်းဘောလုံးကိုဘယ်လိုရမှမသိတော့အနေထားရည်ထိပါဖြစ်သွားရဗျာအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီပွဲစဉ်ဒုတိယပိုင်းအနေနဲ့ခြုံငုံကြည့်ရမယ်ဆိုတော့ဒုတိယပိုင်းကတော့ကျွန်တော်တို့ကပနတီလည်းရတယ်တယောက်လည်းထုတ်ခံရပြီဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတယ်ကစားရတာပိုကြီးတက်တာဖြစ်သွားတယ်ကျွန်တော် United မှာကတိုက်စစ်စင်နဲ့ကစားပုံကအများစားမရှိဘူးဗျနှစ်မျိုးလောက်ပဲရှိမယ်ဘာတွေရှိမလဲဆိုရင်ကျွန်တော်ဒီ Sesco ပါလာတဲ့ချိန်ဆိုလို့ကျွန်တော်တို့ Sesco စီကိုတိုက်ရိုက်ကန်နေမယ် Sesco ခေါင်းတိုင်မယ်မဟုတ်ရင် second ball ကိုကျွန်တော်နောက်မှာပါလာ Bruno ရဲ့ကိုညာရဲ့ Ambumo ရဲ့ကန်မယ်ဒါတစ်ချက်တကယ်လို့မှ Sesco မပါဘူးဆိုအာမက်ပါရဆိုလို့ရှိရင်အာမက်နဲ့ညာတောင်မှမှွေမယ်ပြီးလို့ရှိရင် area တွေကိုရိုက်ထည့်မယ်ဒါမှမဟုတ်လို့ရှိရင်အာမက်နဲ့ဘောက်တူပေါက်ရိုက်ပြီးတော့1 2ရိုက်ပြီးတော့ Bruno နဲ့1 2ပေါက်1 2ရိုက်ပြီးတော့ဒါ Ambumo စီထိုးပေးမယ်ဒါမှမဟုတ်လို့ရှိရင်ကိုညာစီထိုးပေးမယ်အဲ့ချိန်မှာကန်မယ်ပေါ့နော်ဒီအကွက်ပဲရှိရအဲ့ဆိုတော့ line နဲ့ကတော့နည်းနည်းခံမှန်းလို့ရတဲ့အနေအထားဖြစ်နေအဓိကလူလည်းမရှိရပါတော့အဲ့ဆိုတော့ကိုညာပိုင်မှာမပိုင်ရင်sorry အာမက်ပိုင်မှာမပိုင် Sesco ပါဒီလိုပုံစံမျိုးအနေထားဆိုတော့ဒီပွဲစဉ်တော်တော်လေးကိုဒုတိယပိုင်းကတော့ကျွန်တော်တို့ရဲ့ United ရဲ့အိမ်ဝင်ကစားခြင်းတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါတော့မှပွဲပြီးကန်နေကျွန်တော်မှတော်တော်လေးဟိုရှင်တမမနဲ့ကြည့်ရတာဘာလို့လဲဆိုတော့ဒီပွဲအရန်နိုင်နေတာနိုင်နေဆိုတာအဆင့်3လည်းရောက်ချင်တယ်ဗျာပြီးလို့ရှိရင်ကာရီလက်ထက်မှာအခုဆိုရင်9ပွဲကစားပြီးတော့6ပွဲနိုင်တပွဲတည်ဆိုရလက်တော်တော်လေးကိုစိတ်ကျဉ်နေစရာကောင်းတဲ့အချိန်လက်ရှိအဆင့်3ဆိုတာဒါဒီရာဒီမှာကျွန်တော်တခါမှမရောက်ဘူးတဲ့အဆင့်3ကိုကျွန်တော်ရောက်သွားပြီပြီးတော့ Man City တို့ဒီ Everton sorry အခုဆိုလို့ရှိရင်ဒီဗာလဲ Arsenal ပွဲကန်နေလောက်ပြီနော် Arsenal ပွဲရှိမယ်ပေါ့နော်
ဆိုတော့ဒီရလက်တွေကိုကျွန်တော်တို့ ਨੇ ကြည့်ပြီးကျွန်တော်တို့ ਨੇ ဘယ်လိုဆက်ပြီးတော့သွားကြမလဲဒါမျိုးကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမှာပေါ့နော်โอเคပါနောက်တစ်ခုကဟိုဘက်က Crystal Palace အသင်းကတော့ဒီလိုမျိုးအနေထားရောက်နေတာတောင်မှပဲတော်တော်လေးယုံကန်ပြီးတော်တော်လေးကောင်းသေးတယ်လို့ပြောလို့ရမယ်နော်ဘယ်လိုမျိုးလဲဆိုတော့ဒီအသင်းကဗျာOle Glasner အရန်ကောင်းရင်ဒါနဲ့ဘုတ်ခွဲကအသုံးမကျတော့ကြတော့ဒီအဓိကကစားသမားဖြစ်တဲ့ Matita တို့ Macquarie တို့ကိုရောင်းထုတ်ဖြစ်တယ်ပြီးလို့ရှိရင်ဒီခုဆိုရင် Watan တောင်မှသူတို့ရဲ့အနာဂတ်ကမတိကျတဲ့အနေအထားတွေရှိနေပြီအဲ့လိုမျိုးဆိုတော့ဒီလိုမျိုးကစားသမားတွေအဓိကကစားမပါတောင်မှပဲသူတို့အနေနဲ့ကတော်တော်လေးကောင်းသေးတယ်ဒီနေ့လိုအနေထားမျိုးဒါတရားမထုတ်တဲ့အခြေအနေဆိုလို့ရှိရင်ကစားပုံတော်တော်လေးကြီးကြီးလေးလေးရှိရပေါ့နော်ဟိုဘက်ကအသင်းကိုလည်းကြီးကျူးပြီမဲ့သူတို့အနေနဲ့ကံမကောင်းခဲ့တာကဒီနံပါတ်5ကဒီပေါ့နော်သူတို့အနေနဲ့အလုံးဝဘီလိန်ဖြစ်သွားတဲ့အနေထားကနေတစင်ကျွန်တော်အနေနဲ့အခွင့်အရေးပိုရသွားတာပေါ့နော်ကျွန်တော်တို့အသင်းတော့ကောင်းသွားတာပေါ့โอเคပါဆိုတော့ဒီပွဲစဉ်ကြောင့်ကျွန်တော်တို့ ਨੇ အဆင့်3ရောက်ရှိသွားပါပြီနောက်ပွဲစဉ်တွေမှာဘယ်လိုမျိုးဆက်လက်ပြီးတော့အနိုင်ယူသွားကြမလဲဆိုတာကိုပွဲစဉ်နောက်တစ်ပွဲစဉ်ကိုကျွန်တော်တစ်ချက်စောင့်ကြည့်ကြမယ်เนาะโอเคပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Go Back United ကကိုနေပဲဖြစ်ပါတယ်